စဉ်းစားကြည့်အောင်ဗျာအသက်24နှစ်အရွယ်တိုက်ခိုက်ရေးသမားတယောက်ဟာဂျိုးဝိုင်းထဲမှာပြိုင်ပတ်ရဲ့အလွန်အန္တရာယ်များတဲ့မြေပြင်ချော့ခွက်တွေကြားတဲ့ကို10မိနစ်ကျော်ကြာအောင်ပိတ်မိနေခဲ့တယ်ဆိုပါတော့တာမန်အဖြစ်ဆိုရင်အဲ့လောက်အဖြစ်ခံထားရင်အသက်ရှူကြပြီးပွဲသိမ်းသွားလောက်ပြီလေအတိအကျပဲဗျာဒါပေမဲ့အဲ့ဒီလူငယ်လေးကငရေခမ်းတဲ့ကနေအေးဆေးဆေးယုံထွက်လိုက်ခဲ့ရုံတင်မကောက်ဘူးအချိန်တိုအတွင်းမှာပဲUFC ရဲ့ကန်ဒဝင်ကစားသမားတွေတင်ထားတဲ့ထိုးနစ်ချက်စမ်းကျင်တွေပါချိုးဖျက်ပြီးပွဲကိုအနိုင်ယူသွားခဲ့တယ်ဟဲ့တကယ်ကြီးလားတာမန်ဇလောင်းတစ်ပုတ်လို့ပါလားဟုတ်တယ်ဗျာဒါရုပ်ရှင်တွေကဇက်ကွက်တစ်ခုကိုပြောပြနေတာမဟုတ်ပါဘူးတကယ်လက်တွေ့မှာအထိုးသမားဂျော့ရှော့ဗန်နဲ့အချုပ်သမားတက်ဆူရူထိုင်ရာတို့ရဲ့အားပြိုင်မှုမှာဖြစ်သွားခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ဒီပွဲအကြောင်းကို MMA လောကရဲ့နာမည်ကျော်ကန်ဒဝင် Mighty Mouse ကိုလိုင်းအသေးစိတ်ခွဲချမ်းစိတ်ဖြာထားလာတွေ့ရတယ်ရှင်Tatsuro Taira taking on Joshua Van. Joshua Van is still very young. မှန်ပါဗျာအဲ့တော့ဒီနေ့ကျွန်တော်တို့အသေးစိတ်တူးဆော့လီလာမယ့်အစီအစဉ်ပါပါနော်အလွန်ကွမ်းပြားတဲ့ကျွမ်းကျင်မှုတစ်ခုထိတ်တိုက်တွေ့တဲ့အခါဘာတွေဖြစ်လာသလဲဆိုတာကိုအဓိကဆွေးနွေးသွားကြပါမယ်ဟုတ်ကဲ့ရှင်အထူးသဖြင့်ဟိုလေဒီလိုဖီအားဒီကြားတဲ့ကအလို့လို့သွားတဲ့စိတ်ပညာနဲ့နီးဗျူဟာတွေဟာတကယ်ကိုအမခံပါပဲတကယ်တော့ဒီပွဲကိုတာမန်အားကစားပွဲတစ်ပွဲထပ်ပို့ပြီးနဲ့ကြည့်ဖို့လိုပါတယ်ရှင်ဘယ်လိုမျိုးလဲဗျဘယ်လိုပြောမလဲမြေပြင်ချက်ကောင်ကိုအဓိကထားတဲ့သူနဲ့မတက်ရထုံးတဲ့ချက်ကိုအဓိကထားတဲ့သူတို့တွေ့ကြတဲ့အခါလေကိုယ့်ရဲ့အားသာချက်ဇုံထဲကိုပြိုင်ပဲရောက်လာအောင်ဘယ်လိုဆွဲခေါ်ကြလဲဆိုရင်အသက်လူပွဲတစ်ခုလိုဖြစ်နေလို့ပါโอเคအဲ့တော့ကျွန်တော်တို့အရင်ဆုံး Tatsuro Taira ရဲ့လွမ်းမိုးနိုင်မှုတွေကနေစောက်ရဖြည့်ကြည့်ကြတာပေါ့ဗျဟုတ်ကဲ့စသည်အောင်မတန်းဒီရထိုင်ရာရဲ့ကစားပုံကကြောက်စရာကောင်းလောက်အောင်ချောမွေ့နေတာတွေ့ရတယ်ဗျာပြိုင်ဘက်ကိုဂျိုးဝိုင်းချန်ပီယံဖို့ထိတ်တောင်းလို့လဲချလိုက်တာနဲ့တပြိုင်နက်တည်းဗာရဲ့ခုခံမှုတွေကိုချက်ချင်းကြော်ဖြတ်သွားတာလေဟုတ်တယ်ချက်ချင်းကိုကြော်သွားတာside control လို့ဘေးလိုက်ဖြီထားတဲ့အနေထားကနေဖူးမောင်းလို့ရင်ဘတ်ပေါ်ခေါ်ထိုင်ပြီးအပြည့်အဝအပေါ်စီးရနေဖြီထားတဲ့အနေထားတွေကိုရောက်သွားတယ်ဒီလောက်နဲ့မပြီးသေးဘူးဗျာနေပေါင်းနောက်ထပ်ပါတယ်ဆက်လို့တီလို့လေbody triangle ကနေ armbar အဲ့ဒီကနေ triangle ပြီးတော့ omoplata အထိတောက်လျှောက်ကိုစီးဆင်းသွားတာဗျာကျွန်တော်နားမလဲတာကဒီလိုမျိုးချုပ်ကွက်တွေစက်တိုက်ဝင်လာတာကိုခံရတဲ့သူရဲ့ခန္ဓာကိုယ်မှာဘာတွေဖြစ်ပေါ်နေတယ်လဲဆိုတာပဲအဲ့ဒီချုပ်ကွက်တွဲလုံးတွေရဲ့အလုံးလုံးပုံတေချာကြည့်ရင်ဒါရေစီးကြောင်းတစ်ခုလိုပါပဲရှင်တစ်ခုပိတ်ဆို့သွားရင်နောက်တစ်ခုကိုအလိုလျောက်စီးဆင်းသွားတာမျိုးပါတဘောကတစ်ဆက်တည်းသွားနေတာပေါ့ဟုတ်ပါတယ်ဥမာTaira က body triangle နဲ့ van ရဲ့နံရိုးတွေကိုချက်ထောင်းနှချောင်းနဲ့ရစ်ပတ်ညှစ်ထားတယ်အသက်ရှူထုတ်လိုက်တိုင်းပိုပြီးကြက်လာအောင်ညှစ်တာပါကြားတာနဲ့အသက်ရှူကြက်စရာကြီးဗျာအဲ့ဒီဖီယာကနေရုံထွက်ဖို့ van ကလက်ကိုအသုံးပြုလိုက်တဲ့အခိုက်အတန့်လေးမှာပဲဟိုလေ Taira ကအဲ့ဒီလက်ကိုဖမ်းဆွဲပြီးတတောင်စစ်ကိုချိုးမဲ့အမ်ဘာချုပ်ကွက်စီကူးသွားတယ်အခွင့်အရေးကိုလုံးဝလက်လွတ်မခံတာပဲဟုတ်တယ်ရှင်ဗန်ကအဲ့ဒီအမ်ဘာကနေလွတ်အောင်လှည့်ထွက်ဖို့ကြိုးစားတဲ့အခါမှာထိုင်ရာရဲ့ချက်ထောက်တွေကဗန်ရဲ့လေပင်ကိုပတ်ပြီးသွေးကြောတွေကိုပိတ်ဆို့မဲ့ triangle ချုပ်ကွက်အထိပြောင်းသွားပြန်တယ်တကယ်ကိုထောင်ချုပ်တဲ့စက်တိုက်ပဲနော်အတိကြပါပဲအဲ့ဒီကနေမှတစ်ဆင့်ပခုံးစစ်ကိုချက်ထောက်တွေနဲ့လိန်ချိုးမဲ့ omoplata အထိကူးပြောင်းသွားတာဒါဟာပြိုင်ဘက်ကိုလွတ်လပ်မပေးပဲထုံချုပ်တစ်ခုကနေနောက်ထုံချုပ်တစ်ခုစီတွန်းပို့နေတဲ့သဘောပါပဲစီကူကြည့်ုံနဲ့တင်လုံးဝအသက်ရှူချက်စရာကောင်းပါတယ်ဗျာကင်းကတန်းတွေရစီထိုင်ရာဟာစုစုပေါင်းထိန်းချုပ်ခြင်း control time ပေါ့ဗျာအဲ့ဒါ10မိနစ်နဲ့38စက္ကန့်အထိတောင်ရှိခဲ့တာကိုဟုတ်တယ်တော်တော်လေးကြာတဲ့အချိန်ပမာဏနော်ဟုတ်ပါဗျာအဲ့ဒီလောက်အချိန်အကြာကြီးအပေါ်စီကနေဖိထားနိုင်တယ်ဆိုရင်ဒါဟာစစ်တူရင်ပွဲမှာပြိုင်ဘက်ကိုအဆက်မပြတ် check လို့ခေါ်တဲ့ကွက်ချက်ဖမ်းထားနိုင်တာနဲ့တူနေပြီလေမှန်တယ်စစ်တူရင်နဲ့နိုင်တာအရင်တင်တော့တယ်ဒါမဲ့ဗျာအဖြေက checkmate ဆိုတဲ့အသေးဖမ်းခြင်းအဆင့်ကိုမရောက်ခဲ့ဘူးဒီတော့10မိနစ်ကြော်ကြာအောင်ဖိထားနိုင်ပါရဲ့နဲ့ဘာလို့ပွဲမသိမ်းနိုင်ခဲ့တာလဲဆိုတော့လေ control time ဆိုတဲ့ကိန်းဂဏန်းကြီးတကယ်တမ်းမှာဗာဒီပဲမှမရှိဘူးလို့ပြောလို့ရမလားဗျာcontrol time ကိုလုံးဝအသေးပဲမရှိဘူးလို့တော့ပြောလို့မရဘူးရှင်ဒါအမေဒီနေရာမှာအလုံးအရေးကြီးရဲ့နီးပြွာပိုင်းဆိုင်ရာဟာကွက်တကူရှိနေပါတယ်ဘာမှဖြစ်မလဲဗျာတိုင်းရာရဲ့အဓိကပြဿနာကလေပြိုင်ဘက်ကိုမြေပြင်မှာလဲချပြီးထိန်းချုပ်ထားပြီးရဲ့နောက်အပေါ်စီးကနေဖိအောင်ဆက်ပေးရမယ်အစားအဝေးကိုပြန်ခွာလိုက်တဲ့လောက်ရက်ကိုထက်ခါတလဲလဲလုတ်ခဲ့တာပါနေပါကိုကအတားစီးယာနေတဲ့အနေထားပြိုင်ဘက်ကိုချန်ပီယံမှာဖိထားနိုင်တဲ့အနေထားမှာဘာလို့အဝေးကိုပြန်ခွာဖေးတာလဲဗျအဲ့ဒါက UT မတန်လို့ပဲအဲ့ဒါဒီလိုရှိတယ်ရှင်
အချုပ်သမားရဲ့သဘောမှာကိုယ့်ရဲ့အနေထားကိုပိုကောင်းအောင်ပြင်ဆင်ဖို့ဒါမှမဟုတ်လက်တီးနဲ့အပေါ်ကနေထိုးနှက်ဖို့နေရာလွတ်နည်းနည်းဖန်တီးယူရတဲ့အချိန်ကြီးရှိပါတယ် အော်နေအယူတဲ့သဘောပေါ့ ဟုတ်တယ်ဒါပေမဲ့အခုလိုအထိုးသမားမျိုးကိုရင်ဆိုင်ရတဲ့အခါအဲ့ဒီလိုနေရာလွတ်ပေးလိုက်ကဟာဟိုလေကိုတေရင်တူးလို့ဖြစ်သွားတတ်တယ်တိုင်းရာကနည်းနည်းလေးနှောက်ဆုပ်ပြီးနေရာလွတ်ဖန်တီးလိုက်တဲ့အခိုက်အတန့်နိုင်ဟာလေ ဗာနာတို့အသက်ရှူတော့ပွင့်သွားပြီးမတ်တပ်ပြန်ရက်နွယ်ဖို့ spring လို့ကန်ထွက်ခွင့်ရသွားတာပါပဲ အော်အဲ့ဒီတော့မှသဘောပေါက်ရတယ်သူကနည်းနည်းလေးခွာပေးလိုက်တာက van ကိုသူ့ရဲ့အားသာအချက်ဆုံးဖြစ်တဲ့မတ်တရက်အနေထားစီပြန်ရောက်သွားအောင်ဖိတ်ခေါ်လိုက်တယ်လို့ဖြစ်သွားတာပေါ့ အတိအကျပါပဲရှင် ဒါကြောင့်မော် Tyra နဲ့ van ကိုမြေပြင်မှာအကြာကြီးထိန်းချုပ်ထားနိုင်တယ်ဆိုပေမဲ့အဆက်မပြတ်ဖိအားပေးထားနိုင်စွာမရှိတဲ့အခါအဲ့ဒီ7 minutes ရဲ့ကင်ကနန်ကလေအစားမှုတက်တာဖြစ်သွားတာကိုဗျာ ဟုတ်ပါတယ်ရှင်မြေပြင်မှာမြေရင်ကတ်ထားမှသာစွမ်းအားပြနိုင်မဲ့ Tyra အနေနဲ့ပြိုင်ဘက်ကိုမတက်ရက်ခွင့်ပေးလိုက်တာဟာအကြီးမားဆုံးအမှားတကူဖြစ်သွားလို့ပါတယ် ဒါဆိုရင်မြေပြင်မှာအဖိခံနေရတဲ့အချိန်အတွင်း Joshua Van Buck ကဘလူးတုံးပြန်ခဲ့တယ်လဲဆိုတာကိုလက်ကြည့်အောင်ဗျာ ကောင်းပြီလေ ပထမအချိန်မှာတင် Tyra လိုချုပ်ကွက်စင်အားစီကနေ full mount အချင်းလောက်ခံရတာကိုပြန်စဉ်းစားကြည့်ပါလူတယောက်ကကိုယ်ရင်ဘတ်ပေါ်ခွာထိုင်ပြီးအလေးချင်းအပြည့်နဲ့ဖိထားတာကိုခိုင်းဘယ်သူမှဆိုပြရခတ်တော့မှာပဲလေ ဟုတ်တယ်လုံးဝကိုစိတ်လှုပ်ရှားသွားမှာပဲ ဒါပေမဲ့ Van ကအဲ့ဒီမထေဘူးဗျာအေးဆေးပဲသူ့ရဲ့တင်ပါကိုကြွပြီး butterfly card ကိုတုံးပြီးပြန်ယုံထွက်တယ် အော် butterfly ကဆိုတာကခြေဖမိုးတွေကိုပြိုင်ဘက်ရဲ့ပေါင်သွင်းကြောတွေထဲထည့်ပြီးခြေထောက်ကိုပင့်ကန်တယ်လို့သုံးကအပေါ်ကဖိထားတဲ့အလေးချိန်ကိုပင့်တင်လိုက်တဲ့နည်းပညာလေ ဟုတ်ပါတယ်ဗျာဒီလောက်အန်တီရဲ့များတဲ့အခြေအနေကနေယုံထွက်တဲ့နေရာမှာအဲ့ဒီလောက်တီးငိမ့်နေတာတကယ်ကိုထူးခြားတယ်ဒါပေမဲ့ကျွန်တော်ကိုအားတင်စေဆုံးကအဲ့ဒါမဟုတ်ဘူးဗျာ ဟဲ့ဘာများလဲရှင် Tyra ချော်လေးပြီးကျမ်းပင်ပေါ်ရောက်သွားတဲ့အချိန်မျိုးမှာလေတာမန်ဆိုရင်ကျမ်းပင်ပေါ်ရောက်နေတဲ့ချိုးကွက်စီယာကိုဘသူမှသွားမကတ်ရဲဘူး မှန်တာပေါ့ ဥမာ Dustin Poirier တို့ Justin Gaethje တို့ဆိုရင်မြေပြင်ချိုးကွက်တင့်ကောင်းတဲ့ Charles Oliveira လဲကြသွားတဲ့အချိန်တိုင်းအဝေးကနေပဲမတည့်ရက်ပြီးစောင့်နေကြတာအန်ဒီယဇုံနဲ့မဝင်ဘူးဗျာ ဟုတ်ကဲ့အဲ့ဒါထုံးစံလို့ဖြစ်နေတာ ဒါပေမဲ့ Venga အဲ့လိုရှောင်းမနေပဲ Tyra ရဲ့ဂါခဲကိုတိုက်ရိုက်ဝင်ထိုးပြီးလက်သီးနဲ့ဝင်ထိုးဖို့ကြိုးစားခဲ့တယ်ဒီနေရာမှာကျွန်တော်နည်းနည်းစောရကတက်ချင်တာဗျာ ဘယ်လိုစောရကတည်ချင်တာလဲရှင် အချုပ်သမားရဲ့ဂါထဲကိုဝင်သွားတာဟာချင်းတဲ့ပါစတ်ထဲခေါင်းထူးထဲတယ်လို့ပဲမဟုတ်လားဒါဟာအသက်24နှစ်အရွယ်လူငယ်တစ်ယောက်ရဲ့ဟိုလေမိမိကိုအထင်ကြီးလွန်းတဲ့မစင်မချင်းရဲရဲမှုများလာဗျာ အပေါ်ယံကြီးရင်တော့တွေးပူပြီးမစင်မချင်းဝင်ထိုးတယ်လို့ထင်စရာရှိပါတယ်ရှင်ဒါပေမဲ့တကယ်တမ်းစိတ်ပညာပိုင်းဆိုင်ရာအရခွဲခြမ်းစိတ်ဖြာကြည့်ရင်လေဒါဟာလုံးဝကိုအဆင့်မြင့်တဲ့ချန်ပီယံအဆင့်ရင်းကျက်မှုပါဒီအဆင့်မှာရှိတဲ့ကစားသမားတွေဟာအန်နီယာကိုမြင်မြင်လို့ဝင်သွားတာမဟုတ်ပါဘူး ။အော်ဒါဆိုဘလို့မျိုးလဲ စွန့်စားရမှုနဲ့အကျိုးအမြတ်ကိုဥနောက်ထဲမှာစက္ကန့်ပိုင်းအတွင်းတွက်ချက်လိုက်တာပါတာရာရဲ့ခြေနဲ့ဝင်သွားရင် triangle ချုပ်ကွက်တို့လက်မောင်းချိုးတာတို့ခံရနိုင်တဲ့အန်ဒီရဲ့ရှိမှန် van တေချပေါက်တည်တယ် ။ပြန်နေဘာလို့ဝင်သွားလဲဗျ သူကိုယ်သူယုံကြည်မှုကဘာလဲဆိုရင်ငါရဲ့ကာကွယ်နိုင်စွမ်းကတေရာရဲ့ချုပ်ကွက်တီထက်ပုံမြန်တယ်သူချုပ်ဖို့စ조사တိုင်းငါချက်စီးနိုင်တယ်ဆိုတာပါပဲ ။အော်မိတ်တယ်ဗျ နောက်တစ်ချက်ကလေပြန်ဘက်ကချမ်းပင်မှာပတ်လက်ဖြစ်နေခြင်းဟာအပေါ်ကနေဖိအားပေးပြီးထိုးနှက်နိုင်မယ်အကောင်းဆုံးအခွင့်အရေးဆိုတာကိုသူမူနေ ။ဟုတ်ပြီ ဒါကြောင့်အကြောက်တရားမရှိပဲစနေကြကြတွက်ချက်ပြီးသားစွန့်စားမှုတစ်ခုအနေနဲ့ဝင်ရောက်ဖိအားပေးခဲ့တာပါ ။အော်ခုရဲ့ခုခံနိုင်စွမ်းကိုရာခိုင်လုံးပြီးယုံတည်နေတဲ့ကအကောင်းဆုံးတိုက်စီကိုဖွင့်ရတာဘူးဗျာ။ကြောက်ရွံ့ပြီးနောက်ဆုံးနေတာမျိုးမရှိဘူး အတိအကျပါပဲရှင် ။အဲ့ဒီလိုမတ်တဲ့အနီးသားတွေမှာရောက်သွားတဲ့အခါဗန်ဒွယ်ဘတော့ကြောက်ခမန်းလေးကောင်းတယ်လဲဆိုတော့မတ်တန်းတွေကထက်စီပြန်နေလေဗျာ။ဒီချက်လက်တွေကိုမြင်လိုက်ရတော့ကျွန်တော်တော်တော်လေးအံ့သောသွားတယ် ဘယ်လိုအချက်လက်တင်များလဲရှင် ။ဗန်ဟာအတိတ်ကထီရောက်တဲ့ထိုးနှက်ချက်significant strikes ပါဗျာအဲ့ဒါကို2009ကျင်အထိကို60ရာခိုင်နှုန်းတိကျမှုနဲ့လွတ်ဆောင်နိုင်ခဲ့တယ်တိုက်တာမှာ150တကြိမ်လေးရှိတယ် ဟာ2009ကျင်းဆိုတဲ့ပမာဏကနေတဲ့ရည်အတွက်မဟုတ်ဘူးနော် မနည်းဘူးဗျာပူပြီးအမခန်းဖြစ်เสียကောင်းတာကဗန်ဟာ UFC မှာအချက်ရိုက်1000ဖြစ်အောင်အမြန်ဆုံးထိုးနှက်နိုင်ခဲ့သူဖြစ်ဂန်ဒဝင်ကစားသမား Max Holloway ရဲ့စံချိန်ကိုတောင်ကျော်လွန်သွားခဲ့တယ်Max Holloway ဆိုတာအဆက်မပြတ်ထိုးနှက်တတ်တဲ့နေရာမှာနာမည်ကြီးတဲ့သူပါဗျာသူ့စံချိန်ကိုချိုးသွားတာပါ ဟုတ်ပါတယ်
ဒီနေရာမှာအရေးကြီးတဲ့အယူဆတစ်ခုရှိပါတယ်ရှင်။ Van ဟာလက်တီတစ်ချက်တည်းနဲ့ပြိုင်ဘက်ကိုတတိလစ်သွားအောင်အလဲထိုးတတ်တဲ့ one punch knockout artist မျိုးမဟုတ်ဘူးလေ ဒါဆိုသူကဘယ်လိုအမျိုးအစားလဲဗျာ ။သူက cumulative striker အမျိုးအစားပါ နေပါဦးဗျာ cumulative striker ဆိုတာကိုနည်းနည်းထပ်ရှင်းပြပေးပါလားသူကပြိုင်ဘက်ကိုဘယ်လိုပုံစံမျိုးနဲ့အလဲထိုးလာလဲ cumulative ဆိုတာစုဆောင်းတာဖြည်းဖြည်းချင်းပေါင်းဆက်သွားတာကိုခေါ်တာပါရှင်။ရေပေါက်ကလေးတွေအဆက်မပြတ်ကြနေရင်ကြောက်ဆောင်တော့အပုတ်ဖြစ်သွားတဲ့မျိုးပေါ့။ပြိုင်ဘက်ကိုတစ်ချက်တည်းတတိလေးအောင်မထိုးဘူး ဟုတ်ကဲ့ ။ဒါပေမဲ့စနစ်တကျနဲ့ဖြောင်းလက်တီးတွေအဆက်မပြတ်ထုတ်တယ်။ပြီးတာနဲ့ပင့်လက်တီးတွေ dress ထဲတယ်။သူ့ရဲ့အဓိကလက်နက်ကအရှိန်အဟုန်နဲ့အရေးအတွက်ပါပဲ တကယ်ကိုအဆက်မပြတ်ကိုထိုးတာပါနော် ။ဟုတ်ကဲ့ရှင်။ second time လို့လက်တီးတွေဝင်လာတဲ့အခါပြိုင်ဘက်ရဲ့ဦးနောက်ကတိုက်စစ်စင်ဖို့လုံးဝစဉ်းစားလို့မရတော့ဘူးလေ ဩမှန်နေဗျာ ခုခံမှုဆိုတဲ့ line တစ်ခုထဲမှာပဲပိတ်မိသွားတယ်။အဲဒီလိုခရဗားများလာတဲ့အခါပြိုင်ဖက်ရဲ့ခန္ဓာကိုခန္ဓာရည်ကောစိတ်ဓာတ်ပါဖြည်းဖြည်းချင်းပြိုဆင်းလာပြီးနောက်ဆုံးမှဝါမျိုးခံလိုက်ရတာပါပဲရှင်။ဒါဟာချက်ချင်းအလဲထိုးလာတဲ့ပိုပြီးညင်းပါနေစေရကြတဲ့တိုက်ခိုက်မှုမျိုးဖြစ်ပါတယ် အဲ့ဒီသဘောတရားကို Mighty Mouse တုံးသွားတဲ့ဥပမာလေးတစ်ခုနဲ့တွေ့ကြည့်ရင်ပိုပြီးရှင်းသွားမယ်ထင်တယ်ဗျာအိမ်ဆောက်ခြင်းဥပမာပေါ့ ။ဟုတ်ကဲ့အဲဒီဥပမာဟာတော်တော်လေးကောင်းတယ်နော် ပုံမှန်အဖြစ်အိမ်တုံးဆောက်မယ်ဆိုရင်လွှဲဆက်တွေတမိုးပြက်ဆက်တွေလက်စစ်လွန်ဘူးတွေစတဲ့ကိရိယာပေါင်းစုံလွှဲပါတယ်ဗန်မာလည်းတကယ်တော့ခြေခံချက်တွေနဗန်းလုံးနာတွေတရောင်ရိုက်ချက်တွေစတဲ့ကိရိယာစုံလင်ရှိနေတာပါဗျာ ။ဟုတ်တယ်တကယ်ဆိုသူအကုန်တုံးလို့ရတာပဲ ဒါပဲသူကအဲ့ဒီကိရိယာတွေအားလုံးဘေးဖယ်ထားပြီးလက်ပြီးဆိုတဲ့တူတလက်တဲကိုပဲရွေးချယ်အသုံးပြုသွားတယ်အဲ့ဒီတော့ကျွန်တော်ခေါင်းထဲရောက်လာတဲ့မိကုန်းကလေ ။ပါများလဲရှင် တူတလက်တဲနဲ့အိမ်တလုံးကိုအခန်းမှာစောင့်နေပြီဆိုရင်တခြားခိမီကိရိယာတွေတကယ်ကိုလိုအပ်သေးလို့လားဆိုတာပဲဗျာ ။အာဒီမေကုန်းကဒီပွဲရဲ့အနက်ဆိုင်ဆုံးအနှစ်သာရကိုထောက်ပြလိုက်တာပါပဲရှင်။ကိုယ်မှလက်နဲ့ဒီအများကြီးရှိနေတိုင်းအကုန်ထုတ်သွင်းစရာမလိုပါဘူး မှန်တာပေါ့ ။မိမိရဲ့ကျွမ်းကျင်ဆုံးအသေးချာဆုံးအရာတစ်ခုတည်းကိုပဲပြိုင်ဘက်ကင်းပြပြစုံအောင်တွေးရင်ခိုင်းခြင်းကလေပြိုင်ပွဲရဲ့အရှိန်ဟုန်တစ်လုံးကိုဘယ်လိုထိန်းချုပ်နိုင်လဲဆိုတာဖန်ကတက်တည်ပြသွားတာပါ တကယ်ကိုအန်တော်เสียပါပဲ ။သူ့ရဲ့တူလို့တင်စားရတဲ့လက်တီးစွမ်းရည်ကထားမှအစ်စ်မှမဟုတ်တာ။အဲ့ဒီလက်နဲ့တစ်ခုတည်းကိုရခိုင်နှုံးပေးယုံကြည်ပြီးအဆက်မပြတ်ထုတ်သုံးနေတဲ့အတွက်ထိုင်ရာအနေနဲ့ဖန်မှာတခြားပါကိလေရတယ်ရှိသေးလဲဆိုတာကိုတော့စဉ်းစားဖို့အချိန်မရလိုက်ဘူးရှင် လုံးဝကိုအချိန်မရတာဗျ ။အဲ့ဒီတူရဲ့ရိုက်ချက်တွေအောက်မှာတင်အသက်လူနေရတာဟိုလေကိုအကျွမ်းကျင်ဆုံးလက်နဲ့တစ်ခုကိုအမားရွေးမရှိအသုံးချနိုင်ခြင်းဟာပြိုင်ဘက်ကိုစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါအပြည့်အဝဖိနှိပ်ထားနိုင်စွမ်းရှိပါတယ် ကောင်းပါဗျာအဲ့လိုတစ်ဖက်တစ်ဖိအားပေးမှုတွေကနေတဆင့်ပွဲသိမ်းထားတဲ့အခိုက်အတန့်ကိုစက်ကြည့်ကြအောင် ။စက်ကြည့်ကြတာပေါ့ရှင် ပွဲကိုအဆုံးအဖြစ်ပေးလိုက်တဲ့အချိန်လေးကတကယ်ကိုအနုပညာစမ်းတယ်ဗျာထိုင်ရာကခြေကန်ချက်ထုတ်ထုတ်ခြေတစ်ဖက်တည်းနဲ့ရက်နေတဲ့အချိန်ဟန်ချက်ဖြစ်နေတဲ့အခိုက်အတန့်လေးကိုကတိအကျအချိန်ကိုက်ပြီးဗန်ကညာလက်တီးပင်လက်တီးတွဲလုံးနဲ့ထိုးချလိုက်တာ ။ဟုတ်တယ်အချိန်ကိုက်လုံးဝအတိကျပဲ ဒါပေမဲ့ဒီနေရာမှာစိတ်ဝင်စားစရာအကောင်းဆုံးကစိတ်ပညာပိုင်းနဲ့နီးပြအဖွဲ့ရဲ့အခန်းကဏ္ဍပါပဲဗျာကျိုးဝိုင်းဆိုတာလူထောင်တောင်းချီအော်ဟစ်နေတဲ့စူညံ့နေတဲ့နေရာကြီးလေ ။မှန်ပါတယ် ဒါပေမဲ့ပွဲမတိုင်ခင်ကနေကထိုင်ရာရဲ့လှုပ်ရှားမှုပုံစံတွေကိုတေချာလေးလာထားတဲ့ဗန်ရဲ့နီးပြအဖွဲ့ကကျိုးဝိုင်းထောင်ကနေ fake လို့အော်ဟစ်တရီပေးခဲ့တယ် ။အော်သူလက်စားနေတာအစ်စ်မဟုတ်ဘူးဆိုတဲ့သဘောပေါ့ ဟုတ်တယ်ဗျာထူးခြားတာကအဲ့ဒီလောက်စူညံပွဲလို့ရိုက်နေတဲ့ကိုယ်တိုင်လည်းပင်ပိုင်းနေတဲ့အချိန်မှာဗန်ကနီးပြရဲ့အတန်ကိုကြားပြီးချက်ချင်းတုံ့ပြန်နိုင်ခဲ့တာပဲဒါဟာတိုက်ခိုက်ရေးဆိုတာတခုလုံးကစားနည်းလို့ထင်ရပေမဲ့လေတကယ်တမ်းမှာနီးပြအဖွဲ့နဲ့ကစားသမားကြတဲ့ကအချိတ်အဆက်ဘလောက်အရေးပါလဲဆိုတာကိုပြသနေတာမဟုတ်ဘူးလားဗျာ ။တိကျရေးတွေ့ရှိချက်ပါရှင်။အဲ့ဒီ corner synergy လို့ခေါ်တဲ့နီးပြနဲ့ကစားသမားတသားတိဖြစ်နေခြင်းကဒီပွဲရဲ့အရေးအကြီးဆုံးထိုးကွေးပါပဲ ဘယ်လိုကြောင့်လဲဗျာ ။ပြင်းထန်တဲ့အားကစားပွဲတွေမှာလေကစားသမားရဲ့ဦးနောက်က adrenaline တွေထက်နေပြီးအရာအလုံးကမြန်ဆန်ရှုပ်ထွေးနေတတ်တယ်။အဲ့ဒီအချိန်မှာအပြင်ကနီးပြရဲ့အတန်ကိုကြားနိုင်ဖို့ဆိုတာလေ့ကျင့်ရေးစခန်းကတည်းကဦးနောက်ကိုအဲ့ဒီ line နှုံတစ်ခုတည်းကိုပဲဖမ်းနိုင်အောင်အချင်းချင်းလေ့ကျင့်ထားမှရတာပါ အချိတ်ဆက်အမိဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူး ဟုတ်တယ်ရှင်ညီပြကထေရာရဲ့အပေါ်အောက်လက်စားမှုတွေကိုမြင်တယ် fake လို့အော်လိုက်တာနဲ့ဗန်ရဲ့ခန္ဓာကိုယ်ကအလိုလျောက်ညာလက်တီးကိုပစ်လွတ်လိုက်တာစိတ်ရုပ်တရုပ်လို့အချက်အဆက်မိလုံးပါတယ် မှန်တယ်ဗျာ နောက်ဆုံးထေရာထပ်ပြင်းနေရတဲ့အချိန်မှာတိုင်လူကြီးဝင်ရက်လိုက်တဲ့ဆုံးဖြတ်ချက်ဟာလည်းလုံးဝမှန်ကန်ပါတယ်ရှင့် ဘာလို့လဲဗျာစိုးမထားမလား မစိုးပါဘူးရှင်ဘာကြောင့်လဲဆိုတော့ထေရာဟာညာရင်ညာတွေနဲ့ပြန်လဲခုခံနေတာမဟုတ်တော့ပဲအသက်လို့ထွက်ပြေးနေရတဲ့အနေအထားကိုရောက်သွားလို့ပါပဲပိုပြီးအရေးကြီးတာကလည်းဒီပွဲဟာဗန်တွတ်အနာဂတ်မှာရင်ဆိုင်ရမယ့်
Alexandra ဖန်တိုချာလို့ကမ္ဘာစစ်မြေပြင်ချုပ်ကွက်ကျွမ်းကျင်သူတွေနဲ့တွေ့လာရင်ဘလို့ကစားရမလဲဆိုတာကိုစမ်းသပ်ပေးလိုက်တဲ့အကောင်းဆုံးကြိုတင်ပြင်ဆင်မှုတစ်ခုဖြစ်ခဲ့တာကိုတွေ့ရပါတယ်ရှင် နဲ့မြေပြင်ချုပ်ကွက်တွေအဆက်မပြတ်လို့ပြနိုင်ခဲ့ပေမဲ့အဆုံးသတ်နိုင်စွမ်းမသေးကြခဲ့တဲ့ Tatsuro Taira နဲ့ ဟုတ်ကဲ့ ပြိုင်ဘက်ရဲ့အဆိုးရွားဆုံးဖိအားပေးမှုတွေအကြက်အတဲတွေကြားကနေလုံးဝကိုပြရာခတ်မသွားပဲတည်ငြိမ်မှုအပြည့်နဲ့ယုံထွက်သည့်တမိုင်းဝင်စံချင်းတင်ထိုးနှက်ချက်တွေလွတ်ဆောင်နိုင်ခဲ့တဲ့ Joshua Foundation တို့ရဲ့ကြီးမားတဲ့ကွာဟချက်ကိုအထင်ရှားတွေ့မြင်ခဲ့ရပါတယ်ဗျ ကဲကဲကိုထင်ရှားတဲ့ကွာဟာချက်ပါပဲရှင် တကယ်တော့ဒီလိုအဖြစ်အပျက်တွေဟာဂျိုးဝိုင်းတဲ့ကအားကစားသမားတွေအတွက်နဲ့သက်ဆိုင်တယ်မဟုတ်ပါဘူး ဘယ်လိုမျိုးသက်ဆိုင်သေးလို့လဲရှင် လူသားတွေရဲ့သဘောတဘာဝမှာတစ်ခါလေလုံးဝကိုအကြက်ရက်စရာကောင်းတဲ့အလွန်ဆိုးရွားကြက်တီးနေတဲ့အခြေအနေတွေစီရောက်သွားတတ်ပါတယ်လုံးဝအောက်ခြေရောက်နေပြီးအဖိနှိတ်ခံရရတယ်လို့ခန်းစားရတဲ့အခြေမျိုးတွေရှိလာနိုင်ပါတယ်ဗျ မှန်ပါတယ်လူတိုင်းကြုံရနိုင်တဲ့ကိစ္စပါ အဲ့ဒီလိုအခြေမျိုးမှာဒေါတာထွက်ပြရခတ်သွားမယ့်အစားစိတ်ကိုအေးဆေးတည်ငြိမ်စွာထားပြီးပြဿနာကိုတစ်ဆင့်ချင်းဖြစ်ရှင်းနိုင်စွမ်းပြီးတော့နေရာလွတ်လေးတစ်ခုအခွင့်အရေးလေးတစ်ခုရလာတာနဲ့တပြိုင်နက်မိမိရဲ့အဓိကအားတာချက်ကိုတွန်းဆုတ်မနေပဲအကောင်းဆုံးအသုံးချတတ်ခြင်းကဘလောက်တောင်အစွမ်းထက်တယ်လဲဆိုတာကိုဒီပွဲကနေစဉ်ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ပါတယ်ဗျ ဒီဘိုင်းကပေးတဲ့အကြီးမားဆုံးသင်ခန်းစာကတော့လေကိုမကျွမ်းကျင်တဲ့နေရာတွေမှာအချိန်ဖြုံးနေတာထက်ကိုယ့်ရဲ့အစွမ်းဆုံးလက်နက်ကိုအကြက်အရဲအချိန်မှာယုံကြည်မှုရှိဘလို့ထုတ်သုံးမလဲဆိုတာပါပဲရှင် မှန်ပါတယ်ဗျပြိုင်ဘက်ကအပေါ်စီးကနေဖိထားတိုင်းကိုကရှုံးနေပြီလို့တစ်ချစ်ချက်မယူလို့မရပါဘူး အတိအကျပါပဲရှင် ဆိုတော့လေဗျာဒီနေ့ခေတ်ကြီးမှာနေရာတိုင်းကနေလူတွေကိုဆွဲဆုံရဖို့ကျွမ်းကျင်မှုအရေးသွင်းမျိုးစုံရှိထားဖို့မြေရင်တိတ်တုံးနေကြတယ် ဟုတ်တယ်အရာရာတက်ကျွမ်းရမယ်ဆိုပြီးဖိအားပေးကြတာလေ ဒါပေမဲ့မိမိစီမှာတက်ချာစွမ်းရည်တွေကိရိယာတွေအများကြီးရှိနေတာတောင်မှအဲ့ဓာတွေကိုဘေးဖယ်ထားပြီးကိုအကျွမ်းကျင်ဆုံးတူတလက်တဲကိုပဲအမားယွင်းမရှိအဖြစ်ကင်းစင်အောင်အသုံးပြုကအောင်မြင်မှုရယူသွားတယ်အသက်24နှစ်အရွယ် Joshua Van ရဲ့လို့ရပါကျွန်တော်တို့အားလုံးအတွက်တွေးတောစရာမေခုံးတစ်ခုကိုခြံရစ်ထားခဲ့ပါတယ်ဗျာ ဘလို့မေခုမျိုးများလဲရှင် တကယ်တမ်းကြီးကျယ်ခမ်းနားမှုရဲ့လူဝတ်ချက်ဆိုတာယာယာကိုတက်ကျွမ်းနေဖို့ကိရိယာပေါင်းစုံကိုကျွမ်းကျင်စွာကင်တွယ်နိုင်ဖို့မဟုတ်ပဲကိုယ်စီမှာရှိနေတဲ့ကျွမ်းကျင်မှုတစ်ခုတည်းကိုပြိုင်ပတ်ခြင်းဖြစ်အောင်လောကမှာဘယ်သူမှမရှင်းနိုင်အောင်တွေးတင်ထားခြင်းများလားဆိုတာပါပဲဗျာ တကယ်ကို national စဉ်းစားစရာကောင်းတဲ့အချက်ပါပဲရှင်